လက်တလုံးမှာဒီနေရာကအပိတ်ဖြစ်နေတယ်ဆိုပေမဲ့အဲကွန်ဖွင့်လိုက်တဲ့အခါကျလို့ရှိရင်ဒီနေရာကနေသူကလေထွက်ပေါက်တစ်ခုဖန်တီးပေးထားတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့ battery ကိုပို့ပြီးတော့ cooling system ကောင်းအောင်လို့လေဝင်လေထွက်ကောင်းအောင်လို့ဒီကောင်လေးကကျွန်တော်တို့ဒီ air con ဖွင့်လိုက်တာနဲ့ဒီကောင်ပွင့်လာပြီးတော့မှကျွန်တော်လီကားမှာနောက်ထပ်ထူးကြတာတစ်ခုကဘာလဲဆိုတော့သူ့ရဲ့ဒီမှာ site မဲတာမဟုတ်တော့ဘူးပုံမှန်ကားလေးမှာဆိုလို့ရှိရင် site မဲတာဒီကောင်က site မဲတာမဟုတ်တော့ဘဲနဲ့ site camera ဖြစ်သွားပြီနောက်ပြီးဒီမှာအပေါက်လေးတစ်ခုပါအဲ့ဒါလေးကဒီလိုလေးဖွင့်ထားလိုက်အဲ့ဒါဘာလို့တာလဲဆိုတော့တခါလေကြားလို့ရှိရင်ကျွန်တော်တို့ခြာချင်းအားသွင်းနေရင်ခြာချင်းခေါင်းဖြုတ်လို့မရတော့တဲ့ခါကြားလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော် manual လုပ်ဖို့တော့ကိုထည့်ပေးထားတဲ့အနေအရာလေးတစ်ခုပေါ့နော်ဒီစီထဲမှာတော့ဘုံမော်တာမပါစရာတော့မရှိပါဘူးကားကြည့်ရင်တော့မြန်စရာအကြောင်းမရှိဘူးမြန်ရင်လည်းကားမကြည့်ဘူးလေကားကြည့်မှတော့ဘလို့လို့မြန်ပါလဲမြန်ရင်လည်းကားဘလို့မှမကြည့်နိုင်ဘူး Okay အဲ့နှစ်ခုလုံးနဲ့အဆင်ပြေမဲ့ကားကြီးနဲ့ mix up ပေးခြင်းတယ် Let's goကဲအခုကျွန်တော်ဘေးမှာမြင်နေရတာကတော့ Kia ကနေမှအသစ်ထွက်ရှိလာတဲ့ Kia EV9 GT line ကားလေးပဲဖြစ်ပါတယ်ဒီကားကတော့ကျွန်တော်ခုနပြောတဲ့နှစ်ချက်လုံးနဲ့ပြည့်စုံတဲ့ကားလို့ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုတော့ပထမဆုံးပြောရမှာဆိုလို့ရှိရင်သူ့ရဲ့ segment ပေါ့နော်သူ့ရဲ့ segment ဆိုလို့ရှိရင်လည်း full size SUV ဖြစ်သွားပြီနောက်ပြီးသူက0 to 16ကို 5.7 second အတွင်းအရောက်သွားနိုင်တဲ့ကားကြီးဖြစ်တယ်ပေါ့နော်0 to 16ကို 5.7 ကမထူးခြားဘူးဆိုပေမဲ့ဒီကားဒီ site မှာဆိုလို့ရှိရင်0 to 16ကို 5.7 second ကတကယ်ကိုမြန်တဲ့ကားလို့ပြောလို့ရတယ်နောက်ပြီးသူက dual motor ကိုမှ all wheel drive နဲ့ဖြစ်မယ်ပြီးရင် maximum power ကလည်း283 kW ထိရှိမယ် maximum speed ကသူက200 km/h ထိရတဲ့ကားကြီးဖြစ်တယ်ပေါ့နော်ပြီးသူ့ရဲ့ torque ပေါ့နော် torque ကမော်တာနှလုံးပေါက်ရဲ့ torque က900 Newton meter ထိရှိတယ်မော်တာတစ်လုံးချင်းစီမှာဆိုလို့ရှိရင်350 Newton meter ထိရှိတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်နောက်ပြီးသူ့မှာထူးခြားတာကသူ့ရဲ့ battery capacity ဆိုလို့ရှိရင်လည်းတော်တော်လေးများတယ်ဒီမှာပါတယ် 99.8 kWh ထိရှိတဲ့ battery capacity ဖြစ်တယ်ပြီးရင်သူ့ရဲ့ driving range ဆိုလို့ရှိရင်လည်း WLTP နဲ့ဥမာ905 km ထိရတဲ့ကားတစ်စီးဖြစ်တယ်ပေါ့နော်အဲ့တော့ WLTP နဲ့ဖြစ်တဲ့အတွက်တကယ် driving range က on ground မှာဆိုလို့ရှိရင်အနည်းဆုံးရနိုင်တဲ့ကားတစ်စီးဖြစ်တယ်ပေါ့နော်ဒါကြောင့်ဒီကားနဲ့ရန်ကုန်မန္တလေးကိုခရီးသွားမယ်ဆိုလို့ရှိရင်လမ်းမှာအားအပြည့်တစ်ချိန်သွင်းုံနဲ့ရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီနေ့ Kia EV9 ကားလေးကြောင်းစပြီးပြောအောင်ကဲဒီတော့ကျွန်တော်ဒီနေ့ Kia EV9 GT line ကားလေးကြောင်းစပြီးတော့ပြောပြပါမယ်သူ့ရဲ့ design ဘိုင်းကိုပြောမယ်ဆိုလို့ရှိရင်သူ့ရဲ့နောင်တော်တွေဖြစ်တဲ့ကျွန်တော် Kia EV5 ရှိမယ် Kia EV3 ရှိမယ်ပေါ့နောက်ပြီးလို့ရှိရင် Kia EV9 ရှိသွားမယ်ပေါ့နော်ဒီနေရာမှာကျွန်တော်က EV6 ကိုဘာလို့ခြံထားခဲ့တာလဲဆိုတော့ Kia ရဲ့ design concept သွားပေါ်နည်းလေးထူးကြတယ်သူကမကနန်းနေသွားမယ်ဆိုလို့ရှိရင် design concept တစ်ခုစုံကနန်းနေသွားမယ်ဆိုလို့ရှိရင် design concept တစ်ခုမှရှိတယ်ဥပမာကျွန်တော်တို့3 5 9ဆိုလို့ရှိရင်သူ့ရဲ့ vibe ကဒီလို vibe မျိုးတွေသွားတယ်ဒါမှမဟုတ်တော့နောက်ပိုင်းဒီဘက်စုံကနန်းတွေဖြစ်တဲ့စစ်တို့4တို့မှာဆိုလို့ရှိရင် design concept က design တစ်ခုမှသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ကျွန်တော်ကတစ်ဖက်ဒီဘက်359ကိုပဲ highlight ထားပြီးပြောလိုက်တဲ့ဒီထားမှာရှိတယ်အဲ့တော့ကျွန်တော်တို့သူ့ရဲ့နောင်တော်တွေဖြစ်တဲ့ Kia 3တို့ Kia EV5 တို့အခုဆိုလို့ရှိရင် Kia EV9 တို့ရဲ့ design concept ကစင်တူတယ်ဒါပေမဲ့တစ်ခုတည်းတစ်ခုမှဆိုလို့ရှိရင်ပို့ပြီးတော့ modify ဖြစ်လာတယ်ပို့ပြီး upgrade ဖြစ်လာတယ်ဆိုတဲ့ design concept တွေမှာရှိတယ်ပြီးရင်သူ့ရဲ့ shape look ကဆိုလို့ရှိရင်လည်းကျွန်တော်တို့ EV5 မှာ mention လုပ်ထားသလိုပဲသူက digital tiger face ကို mention လုပ်ထားတဲ့ရုပ်ထုတ်ကိုရှိတယ်သူ့ရဲ့ design concept ကိုလည်း opposite united ဖြစ်တဲ့ philosophy design ကိုယူထားတယ်လို့သူတို့က mention လုပ်ထားရပေါ့နော်အဲ့တော့သူ့ရဲ့အရှိရုပ်ထွက်က Kia EV5 မှာဖြစ်တဲ့ digital tiger face ကို mention ပြန်ပြီးတော့ယူထားရဆိုတဲ့အနေထားလေးမှာရှိတယ်ဒီမှာ EV5 နဲ့နည်းနည်းလေး upgrade ဖြစ်လာတာဘာလဲဆိုတော့သူ့ရဲ့ body size ကလည်း EV5 တက်စားလို့ရှိရင်ပို့ပြီးတော့ကြီးသွားတယ်ပြီးရင်သူက daylight ကလည်းနည်းနည်းလေးပုံစံပြောင်းသွားတဲ့အပြင်ကောင်မှာဒီမှာ starlight လေးပါလာတယ်ဒီ starlight ကကြတော့ဒီမှာဒီပုံစံဆိုပေမဲ့ဒီကောင်တော့ customize လုပ်လို့ရတယ် customize ကတော့ကိုယ်တိုင်တော့လုပ်လို့မရဘူးကျွန်တော်တို့စပြီးတော့ထုတ်တဲ့အချိန်တွေကနေမှဒီမှာလိုချင်တဲ့ customize design လေးကိုမှာပြီးတဲ့အခါကျတော့မှရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုယ်စိတ်ကြိုက်ပြောင်းလို့တော့မရဘူးဒီမှာဆိုလို့ရှိရင်တော့အခု GT line မှာဆိုလို့ရှိရင်တော့ဒီ design ဖြစ်မယ်သူရဲ့ headlight ထဲမှာဆိုလို့ရှိရင် LED ဖွဲ့စည်းထားပုံက vertical အနေနဲ့ LED မီးတွေကိုစီပြီးတော့ထည့်ပေးထားတယ်အားလုံးပေါင်း1နဲ့3လေးအားလုံးပေါင်း6လုံး12လုံးအနေနဲ့ထည့်ပေးထားတာကိုတွေ့ရတယ်နောက်ပြီးဒီကားမှာနောက်ထပ်ထူးခြားတာတစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီနေရာလေးတွေ
လက်တလောမှာဒီနေရာကအပိတ်ဖြစ်နေတယ်ဆိုပေမဲ့အဲကွန်ဖွင့်လိုက်တဲ့အခါကျလို့ရှိရင်ဒီနေရာကနေသူကလေထွက်ပေါက်တစ်ခုဖန်တီးပေးထားတယ်အဲ့ဒါကဘာလဲဆိုတော့သူ့ရဲ့ battery ကိုပို့ပြီးတော့ cooling system ကောင်းအောင်လို့လေဝင်လေထွက်ကောင်းအောင်လို့ဒီကောင်လေးကကျွန်တော်တို့ဒီအဲကွန်ဖွင့်လိုက်တာနဲ့ဒီကောင်ပွင့်လာပြီးတော့မှကျွန်တော်လေဝင်လေထွက်အပေါက်လေးတစ်ခုဖန်တီးပေးထားတယ်ဒီနေရာမှာနောက်ထပ်ထူကြတာတစ်ခုကသူ့ရဲ့မှာစံစာတစ်ခုပါတယ်ဘာလဲဆိုတော့ဒီခါလေးကြလို့ရှိရင်ကားကကျွန်တော်တို့ကားစီရဆိုလို့ရှိရင်အဲကွန်ကတော့အမြဲတမ်းဖွင့်ပါပဲအဲကွန်အမြဲတမ်းဖွင့်ထားတဲ့အချိန်မှာကားကရေထဲကိုဖြတ်မိတော့မယ်ဆိုတဲ့အနေထားရောက်လာပြီဆိုလို့ရှိရင်ဒီကောင်လေးကသူ့ရဲ့စံစာလေးကအလုံးလုံးလာပြီးတော့အတွင်းအဲကွန်ဖွင့်နေပေမဲ့လည်းဒီကောင်လေးပိတ်သွားတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်အဲ့လိုမျိုးဖြစ်အောင်သူက design concept ကိုဖန်တီးပေးထားတာဒါလေးကတော်တော်လေးထူးကြရလို့ပြောလို့ရတယ်နောက်ပြီးရင်သူ့ရဲ့အရှိမဆိုလို့ရှိရင်အရှိစံစာကဒီဘက်မှာ3လုံးဟိုမှာ3လုံးအရှိစံစာ6လုံးပါမယ်အလဲမှာဆိုလို့ရှိရင်သူ့ရဲ့အလဲ360 camera တစ်လုံးပါမယ်ပြီးရင်သူက full size SUV ဖြစ်တာဖြစ်တဲ့အတွက်အောက်က ground clearance ကတော့မြင့်နေမှာတေးကြတယ်။ तू ကလက်မအားဖြစ်ဆိုလို့ရှိရင်9လက်မဝန်းကျင်ထိမြင့်ထားပေးတယ်လို့ तू ကဆိုထားရပေါ့နော်။တကယ်လေ ground clearance ကမြင့်တယ်။အဲ့တော့ ground clearance မြင့်တာဖြစ်တဲ့အတွက်တော်ရုံလမ်းကျန်းနေကျွန်တော် slow ကုန်းနေဆိုလို့ရှိရင်လည်းအရင်ညှာနေကြမလို့တော့ဘူး။ကား site ကလည်းကြီးတယ် ground clearance ကလည်းမြင့်တာဖြစ်တဲ့အတွက်တခါတည်းဖြတ်ပြီးတော့မောင်းလို့ရရဆိုတဲ့အနေထားလေးမှာရှိတယ်ပေါ့နော်။သူ့ရဲ့အရှိပိုင်း look ကိုပြောရမှာဆိုလို့ရှိရင်တကယ်ကိုယောက်ျားဆန်ဆန်ဆိုတဲ့ fight မှာတော်တော်လေးခံစားရတဲ့ကားစီးဖြစ်တယ်ပေါ့နော်။နောက်ပြီးရင် तू က DVR camera ကိုလည်း तू မှာ default ထည့်ပြီးထားတာဟောတွေ့ရတယ်ပေါ့နော်။အရှိပိုင်း design အပြင် तू ကဒီအတွင်းပိုင်းဘောနဲ့ဖုံးထဲမှာဆိုလို့ရှိရင်လည်း cargo space တစ်ခုပါလာတာကိုတွေ့ရတယ်။ကြတော့ကျွန်တော်ဒီဘက်တစ်ချက်ကြည့်အောင်။ Okay ဒီဘက်မှာဆိုလို့ရှိရင်နည်းနည်းလေး highlight ထားပြီးပြောရမယ့်ကိစ္စတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ ring sight ကတော့ဒီမှာ21ကိုသုံးပေးထားတယ်ပေါ့နော်။ဒီနေရာမှာကျွန်တော် GT line နဲ့ UU နဲ့ခွာခြားချက်ရှိတယ်။တကယ်လို့ EV9 ကို entry level ဖြစ်မယ်ဆိုလို့ရှိရင်သူရဲ့ ring sight က16လက်မနဲ့ default လာမယ်။ဒါမှမဟုတ်ကိုကကြိုက်တယ်ဆိုလို့ရှိရင်ဘာပြောင်းလို့ရလဲဆိုတော့သူကပြောင်းလို့ရအောင် ring sight ကို20ပြောင်းလို့ရအောင် modify လုပ်ခွင့်ပေးထားတဲ့အနေအထားလေးမှာရှိတယ်။ဒါပေမဲ့ GT line ဖြစ်သွားပြီဆိုလို့ရှိရင်တော့သူက ring sight ကို21နဲ့စပြီးတော့လာပြီပေါ့နော်။အဲ့တော့ကားကပို့ပြီးတော့ကြီးမားမားဆိုတဲ့ fight ကိုခံစားရတဲ့အနေအထားလေးမှာရှိတယ်ပြီးလို့ရှိရင်သူ့ရဲ့ alloy design ကလည်း Kia ကလုံးဝ alloy design ဆိုလို့ရှိရင်အများကြီးပြောစရာမလိုတော်တော်လေးမိုက်တယ်တာယာဆိုလို့ရှိရင်လည်း Continental ကိုသုံးပေးထားတယ်ပြီးရင်သူ့ရဲ့တာယာက285 45မှာရှိတယ်ပေါ့နော်အဲ့တော့တော်တော်လေးဒီတာယာ size လဲဒုလဲကြီးတယ်ဆိုတဲ့အနေအထားမှာရှိတယ်ပြီးရင်သူကတာယာနဲ့ဒီနဲ့ကြားထဲမှာလဲဒီမှာလက်ဒီလုံးလုံးလွတ်တယ်ပေါ့နော်အဲ့ဒါကဒီ SUV ဖြစ်တာဖြစ်တဲ့အတွက်တခါလေးလမ်းကျန်းနေခုနကကျွန်တော်အရှိမပြောလို့ slow ကုန်းနေသွားရဆိုလို့ရှိရင်အရင်ညှာကြမလို့ပဲနဲ့သူ့ရဲ့ short ဘာကအလုံးလုံးလို့ကောင်းတယ်ဆိုရဲအနေထားလေးမှာရှိတယ်ပေါ့နော်နောက်ပြီးရင်ဒီဘက်ကိုရောက်မှဆိုလို့ရှိရင်ဒီကားမှာနောက်ထပ်ထူးကြတာတခုကဘာလဲဆိုတော့သူ့ရဲ့ဒီမှာ side mirror မဟုတ်တော့ဘူးပုံမှန်ကားတွေမှာဆိုလို့ရှိရင် side mirror ဒီကောင်က side mirror မဟုတ်တော့ဘဲနဲ့ side camera ဖြစ်သွားပြီးတော့မှဒီရဲ့ view ကိုအတွင်းထဲမှာ display တစ်ခုပါပြီးတော့မှအဲ့ display ကနေဒီရဲ့ view ကိုပြန်ပြရတယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ပေါ့နော် GT line မှာဟိုပဲ side mirror နဲ့လာတာရှိတယ် side camera နဲ့လာတာရှိတယ်ကျွန်တော်တို့မြန်မာနိုင်ငံကိုရောက်နေတဲ့အနေအထားကတော့ GT line ကိုမှအမြင့်ဆုံးဖြစ်တဲ့ဒီ side camera နဲ့လာတဲ့ကားလေးဖြစ်တယ်ပေါ့နော်ဒီ Kia ကတော့သူ့ရဲ့ EV တွေကိုသွင်းလာပြီဆိုတာနဲ့မြန်မာနိုင်ငံကိုသွင်းပြလာပြီဆိုတာနဲ့အမြင့်ဆုံး grade တွေပဲသွင်းလာတာကိုတွေ့ရတယ်ပေါ့နော်ဒါလေးကလည်း Kia ရဲ့နောက်ထပ်ထူးခြားချက်လို့ပြောလို့ရတယ်နောက်ပြီးကား site ကကြီးလားမကြီးလားဆိုတာဟိုးအရှိရနေမှာဟိုးအထီကိုဘယ်လောက်ရှိလဲဆိုတော့16ပေခွဲလောက်ထိရှိတယ်လို့ဆိုထားရပေါ့နော်နောက်ပြီးရင်နောက်ထပ်ဒီမှာ GT line နဲ့ UU နဲ့ကွဲခြားချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်ဒီမှာမြင်ရတဲ့ဒီ line တွေကကျွန်တော်တို့ကအခုကအမဲဖြစ်သွားပြီတကယ်လို့ဒါ entry level မှာဆိုလို့ရှိရင်ဒီကောင်တွေက nickel line တွေနဲ့သုံးပေးထားတာပေါ့နော် nickel line တွေဖြစ်သွားမယ် GT line ဖြစ်မှသာလျှင်ဒီမှာဒီ color နဲ့ဒီ design ဖြစ်သွားမှာပေါ့နော်ပြီးရင် तू ကတကားဆိုလို့ရှိရင်လည်း flash door hand နဲ့တကားလက်ကင်အပြောက် design ဖြစ်မယ်ကျွန်တော် lock ဖွင့်လိုက်တော့မှတကားအတန်ထွက်လာမယ်ပြီးရင်ဒီမှာကျွန်တော်နောက်ထပ်ကြိုက်တာပါဆိုတော့ဒီမှာကြည့်တကားကိုအဖွင့်ပိတ်လို့တဲ့အချိန်မှာလုံးဝ solid အတန်ဝဆလုံးဝညက်နေတာပဲအဲ့ဒါကတော်တော်လေးမိုက်တယ်နောက်ထပ်ဒီမှာထူးခြားချက်တစ်ခုပြောပါဆိုလို့ရှိရင်ဒီကားကခုံ3တန်းကားဖြစ်တယ်ခုံ3တန်းကားတွေမှာဆိုလို့ရှိရင်တချို့ရရှိရခုံ3တန်းဖြစ်သွားပြီးတော့ကျွန်တော်တို့7 seater လာတဲ့ကောင်တွေရှိတယ်8 seater လာတဲ့ကောင်တွေရှိတယ်ပေါ့နော်ဒါပေမဲ့ Kia ကဒီ EV9 မှာခုံ3တန်းလှုပ်ထားရဆိုပေမဲ့6 seater နဲ့ပဲလာတယ်သဘောကကြတော့တကယ်ကိုအတွင်းထဲမှာ premium ဆန်ဆန် luxury ဆန်ဆန်စီးလို့ရအောင်ထိုင်ကုန်တွေကိုတေချာလုပ်ပေးထားတယ်အတွင်းကရောက်တဲ့ခါကျလို့ရှိရင်ကျွန်တော်အဲ့အကြောင်းလေးကိုတေချာရှင်းပြပေးမယ်ဒီကောင်က3 row မှာအလဲမှာ6လမ်းမှာပါတာဖြစ်တဲ့အတွက်1 row မှာ2ယောက်နဲ့6ယောက်ဆိုပြီးတော့6 seater အနေနဲ့ဖန်တီးပေးထားတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒါတော်တော်လေးမိုက်တယ်ကျွန်တော်နောက်ဖက်ချက်သွားကြည့်အောင်ကဲဒါလေးကတော့ Kia EV9 ရဲ့အနောက်ဘက် design လေးပဲဖြစ်ပါတယ်အနောက်ဘက် design ကတော့တိတ်ပြီး trade rule အများကြီးပြောစရာမရှိဘူးမစိုးလို့ပြောလို့ရတယ်သူ့မှာနောက်ထပ်သဘောကျဖို့ကောင်းတာကဘာလဲဆိုတော့သူ့ရဲ့အနောက်ဘက် mid design ပေါ့နော် mid design ကပုံမှန်ဆိုလို့ရှိရင်ဗျာဒီကားကနေထွက်နေတဲ့ဟာမျိုးလေးတွေရှိတယ်ကြာသူသွားထားတဲ့ design concept ပြကားကဒီအနောက် mid ကကားရဲ့ body ထက်ကျော်နေတာမျိုးတွေဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့သူကလုံးဝ body နဲ့ကားမီးနဲ့ကိုတသားလေးထည့်မြုပ်ပြီးထားတယ် body ရဲ့ cap line တွေအတိုင်းကိုကားမီးကိုလည်းလုံးဝ cap line လေးတွေ
ထဲ့မြုပ်ပေးတာဖြစ်တဲ့အတွက်ကားမီးသီးကလုံးဝအပြင်ထွက်နေဆိုတဲ့ vibe ကိုမခံစားအောင်သူကသူကွက်တိဖြစ်နေဆိုတဲ့ vibe ကိုခံစားရတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်အနောက်ဘက်မှာဆိုလို့ရှိရင်ကင်မရာနှလုံးပါမယ်တစ်လုံးက back camera ဒီနေရာလေးမှာနောက်တစ်လုံးကကျတော့ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်အနောက်ကြီးမှန်ကားနေမှာဒီပေါ့နော်ကင်မရာ view ပြောင်းလို့ရဖို့အတွက်ကိုလည်းဒီမှာကင်မရာလေးတစ်လုံးထည့်ပေးထားတာကိုတွေ့ရတယ်နောက်ထပ်ဒီမှာထူးခြားတာကသူ့ရဲ့နောက်ထုတ်ပေါ့နော်နောက်ထုတ်ဆိုလို့ရှိရင်ဒီရဲ့အနောက်ဘက် spoiler ရဲ့အတွင်းထဲမှာထည့်ပေးထားတာကိုတွေ့ရတယ်ကျွန်တော်တို့ရုပ်တရက်ကြည့်မမြင်ရအောင်ကျွန်တော်အနောက်ဘက်အတွင်းထဲကိုဒီလက်လေးနှိုက်ကြည့်တဲ့ခါကျတော့မှနောက်ထုတ်ကိုထည့်ထားပေးတာတွေ့ရတယ်ပေါ့နော်နောက်ထုတ်အပြောက်ဒီဇိုင်းလို့ပြောလို့ရတယ်အတွင်းပိုင်းကာကိုစပစ်ကြည့်အောင်ဒီစီထဲမှာတော့နောက်ဖုံးမော်တာမပါစရာတော့မရှိပါဘူးနောက်ဖုံးမော်တာဖြစ်မယ်ပြီးရင်သူကကျွန်တော်အရှိမပြောသလိုဒီကောင်က3 row ပေါ့နော်ခုံ3တန်းကားလေးဖြစ်တယ်ခုံ3တန်းကားဖြစ်တယ်ဆိုမှဒီအနောက်ဘက် space ကအရင်ကျယ်တယ်မဟုတ်သလိုအရင်ကျင်းတယ်ဆိုတဲ့တဲမှာလည်းမပါဘူးပေါ့နော်ခုံ3တန်းကားအများစုကခုံ3တန်းလှုပ်လိုက်ရတာဖြစ်တဲ့အတွက်အနောက်ဘက်ကာကို space ကိုရောပလိုက်တာများတယ်ဗျာဒါပေမဲ့ဒီကားကအရင်ရောမရော့ထားဘူး तू ကဒီအကျယ်ဝန်းနဲ့ပြောရမှာဆိုလို့ရှိရင်လေဟိုးထိတ်ကနေဒီထိက16ပေခွဲလောက်ရှိတာဖြစ်တဲ့အတွက်အနောက်ဘက်ဒီမှာဆိုလို့ရှိရင်လေကျွန်တော်ခန့်မှန်းတာမလို့ဆို2ပေလောက်ရှိတယ်ဗျာ2ပေလောက်ရှိတယ်ပြီးတော့ तू က full size SUV ဖြစ်တာဖြစ်တဲ့အတွက်ခေါင်းနည်းနည်းမြင့်တယ်အဲ့တော့ပစ္စည်းတွေဘာညာတင်မယ်ဆိုလို့ရှိရင်လေ luggage က3-4လုံးလောက်ကိုအသာလေးစီပြီးထည့်လို့ရတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်တကယ်လို့ကျွန်တော်တို့ပစ္စည်းအရန်များသွားမယ်ကျွန်တော်ကမ်ပိန်းသွားမယ်မိသားစုတွေပစ္စည်းတွေများမယ်ဆိုလို့ရှိရင်ဘာလို့ရလဲဆိုတော့ဒီကောင်ကိုကျွန်တော်တို့ခောက်ပလိုက်လို့ရတယ်ခောက်ပလိုက်တာလည်းရိုးရှင်းတယ်ဒီမှာသူ့မှာမော်တာနဲ့ခလုတ်နဲ့ပါမယ်ဒီမှာညှက်နှိပ်လိုက်ခောက်သွားပြီဒီဘက်ကိုနှိပ်လိုက်ခောက်သွားပြီဒီအနောက်ရိုးရင်မယ်လားဆိုတော့မဟုတ်ဘူးအလဲရိုးကိုပါခုံခောက်ဖို့အတွက်ကိုသူကတခါတည်းမော်တာနဲ့ခလုတ်လေးထည့်ပြီးထားတာတွေ့ရတယ်နောက်ထပ်ဒီမှာကျွန်တော်သဘောကျတာဘာလဲဆိုတော့တခါလေကြောက်လို့ရှိရင်ဗျာဒီအနောက်ကိုခောက်ပလိုက်တယ်ခောက်ပလိုက်တယ်ဆိုပေမဲ့ဒီကောင်နဲ့တသားလေးခံစားရတာမဟုတ်ဘဲနဲ့နည်းနည်းလေးဖောင်းနေရမျိုးရှိတယ်ဖုနေရမျိုးရှိတယ်ဒီကောင်ကအဲ့လိုမျိုးမရှိဘူးဒီကောင်နဲ့တပြင်းကြီးပဲခောက်လိုက်တဲ့အချိန်မှာခောက်ကျသွားတယ်ဒီထိုင်ကုန်ကသူ့ရဲ့တပြင်းကြီးဖြစ်နေတာဖြစ်တဲ့အတွက်ပျက်စီးပါညာတင်မယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတဲ့နေရာမှာပါတယ်ပေါ့နော်ပြီးရင်သူက V2 ကပါတယ် V2 ကပါတာဖြစ်တဲ့အတွက်12 volt socket ကိုကျွန်တော်တို့220 watt နဲ့ကျွန်တော်ဘယ်လောက်လဲ16 ampere 220 watt တောင်မဟုတ်250 watt တောင်251နဲ့60 ampere ကျွန်တော်အပေါက်လေးတစ်ခုထည့်ပေးထားတယ်တော့ V2L ကိုတက်ထုတ်ပြီးသုံးကြတော့ဒီကနေတစ်ခါလဲပလက်ထိုးပြီးတော့ကျွန်တော်အလွယ်တကူသုံးလို့ရရဆိုတဲ့အနေအထားမျိုးလေးမှာရှိတယ်ဒီဘက်မှာဆိုလို့ရှိရင်လည်း12 volt socket ကိုမှ180 watt နဲ့ပါမယ်ပြီးလို့ရှိရင်ဒီဘက်မှာဆိုလို့ရှိရင်ပါလို့ဆိုတော့နောက်ဖုံးကိုကျွန်တော်ဟိုးလို့ရတယ်ခလုတ်ပါမယ်ပေါ့နော်ကျွန်တော်လိုချင်တဲ့အနေအထားတစ်ခုရအောင်ကျွန်တော်ရက်ထားလို့ရတယ်ဟိုးထားတဲ့တစ်ခုခလုတ်တစ်ခုပါမယ်ပြီးရင်သူ့ရဲ့အတွင်းတစ်ချက်ကြည့်အောင်အိုးအများကြီးပဲဗျအတွင်းထဲမှာသူကစင်လေးတစ်ခုလည်းခံထားပြီးတယ်ဒီကောင်လေးကအဖြုတ်တက်လုပ်ပြီးတော့ကျွန်တော်တို့ကာဘယ်လိုလဲကာတင်ပေါ့နော်ကာတင်ကျွန်တော်ဒီကောင်လေးကိုတင်ထားမယ်ပြီးလို့ရှိရင်ဒီမှာတန်းလေးတန်းခံနေတယ်ဆိုလို့ရှိရင်လေဒီမှာသူကဒါလေးထည့်ပေးထားတယ်ဒါလေးကပုံမှန်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဘယ်လိုပြောမလဲ gadget အနေနဲ့ဝယ်ရတာများတယ်ဒါပေမဲ့ तू က default အနေနဲ့ထည့်ပေးထားတယ်လိုအပ်တယ်ဆိုလို့ရှိရင်ဒါလေးကိုဖြုတ်ပြီးလို့ရှိရင်ဒီကောင်လေးတင်ပြီးတော့ဒီနားလေးမှာကျွန်တော်တို့စင်လေးတစ်ခုပေါ့နော်လုံးလို့ရတဲ့အနေအထားမျိုးလေးဒီမှာတစ်ခါလေးထည့်ပေးထားတာကိုတွေ့ရတယ်ကျွန်တော်ဟာတော့ထုံးစံအတိုင်း तू ပါတဲ့ပါထိုက်တဲ့ဟာလေးအကုန်လုံးပါတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးရင်ဒီမှာအပေါက်လေးတစ်ခုပါအဲ့ဒါလေးကဒီလိုလေးဖွင့်ထားလိုက်အဲ့ဒါဘာလို့တာလဲဆိုတော့တခါလေကြားလို့ရှိရင်ကျွန်တော်ခြာချင်းအားသွင်းနေရင်ခြာချင်းခေါင်းဖြုတ်လို့မရတော့တဲ့ခါကြားလို့ရှိရင်ကျွန်တော်တို့ကဒီပေါ့နော် manual လုပ်ဖို့တော့ကိုထည့်ပေးထားတဲ့အနေအရာလေးတစ်ခုပေါ့နော်ဒါလေးပါတခါလေထည့်ပေးထားတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်အတွင်းထဲတစ်ချက်ဝင်ကြည့်အောင်အဲ့တော့အတွင်းထဲမကြည့်ခင်မှာဒီဘက်မှာခြာချင်းပေါ့လေးရှိရခြာချင်းပေါ့လေးချက်ကြည့်အောင်ခြာချင်းပေါ့ကမော်တာနဲ့ပဲအရင်အားဆိုင်ဖွင့်စရာမလိုခလုတ်လေးနှိပ်လိုက်တာနဲ့ထွက်လာမယ်ခြာချင်း type ကတော့ CCS2 နဲ့ဖြစ်မယ်ပြန်ပိတ်ချင်တယ်ဆိုလို့ရှိရင်လည်းခလုတ်လေးနဲ့ okay မဆိုအတွင်းထဲတစ်ချက်သွားကြည့်အောင် wowအတွင်းကတော်တော်မိုက်တာပဲသူကအပြင်ဒီဇိုင်းနဲ့မိုက်တာမဟုတ်ဘူးပေါ့နော်အတွင်းပိုင်းဒီဇိုင်းလည်းတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်နောက်ပြီးလို့ရှိရင်သူကဒီအတွင်းထဲမှာသုံးထားတဲ့ဒီပေါ့နော် material မှာဆိုလို့ရှိရင်သူက sustainable နဲ့ eco friendly ဖြစ်တဲ့ material တွေကိုအသုံးပြုပေးထားတယ်လို့ပြောထားတယ်ပေါ့နော်ဒါကီယာကနောက်ပိုင်းသဘာဝပတ်ဝန်းကျင်ဆိုင်ရာထိန်းသိမ်းရေးနဲ့ပတ်သက်လာရဆိုလို့ရှိရင်ဒီဟာလေးကိုအသုံးပြုလာတာကိုတွေ့ရတယ်ပြီးရင်သူကဒီပေါ့နော်ဒီအရှိက display သူက display ကိုဆိုလို့ရှိရင်လည်းသူက၃ပိုင်းခွဲထားတယ်ဘာလဲဆိုတော့ပထမတစ်ပိုင်းက digital cluster အလဲတစ်ပိုင်းက climate control ဒီဘက်ပိုင်းမှာ infotainment screen ဆိုပြီးတော့ screen 3ခုကိုကျွန်တော် panoramic အနေနဲ့ cap line တွားထားတယ်အရင်တော့ cap မဖြစ်တယ်ဆိုပေမဲ့ရုပ်တရက်ကြည့်လိုက်တယ်ဆိုလို့ရှိရင်တော့ cap ဖြစ်တယ်ဆိုတော့ vibe ကိုခံစားရတယ်ဆိုတဲ့အနေထားလေးမှာရှိတယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့ UI UX ပေါ့နော် UI UX ကလည်းရိုးရှင်းတယ်လို့ပြောလို့ရတယ် Sony phone သုံးမှုတဲ့လူတွေဆိုသိတယ်ဗျာ Sony phone မှာတွေ့ရတဲ့ UI UX design နဲ့တော်တော်လေးစင်တူတာကိုတွေ့ရတယ်ဒါပေမဲ့သူကတော်တော်လေးဘယ်လိုပြောမလဲညံ့တယ် response လည်းတော်တော်လေးတွက်တဲ့ထဲမှာပါတယ်ဒီအောက်မှာဆိုလို့ရှိရင်လည်း touch panel လေးတွေပါတယ်သူက screen တော့မဟုတ်ဘူး dashboard ထဲမှာ touch ကိုတစ်ခါလေးထည့်မြုပ်ထားတာသူရဲ့ haptic feedback ကလည်းနှိပ်လိုက်တာနဲ့ကိုကျွန်တော်တို့ဒီ touch က haptic feedback ကတော်တော်လေးကောင်းတယ်ဒီအောက်မှာဆိုလို့ရှိရင်ကျွန်တော် volume control ပေါ့နော် volume အတိုးချက်အတွက်ကိုဆိုလို့ရှိရင်လည်း volume control ပါမယ် aircon ၄ပေါက်ဆိုလို့ရှိရင်လည်း၄ပေါက်ပါမယ်ဒီမှာအလဲမှာ2ပေါက်ဒီဘက်ဘေးမှာ2ပေါက်ပေါ့နော်နောက်တစ်ချက်သဘောကျတာကဘာလဲဆို aircon ၄ပေါက်လုပ်ပေးထားတဲ့ design ပေါ့နော် aircon ၄ပေါက်ကိုကျွန်တော်တို့ပုံမှန်ကားတွေမှာဆိုလို့ရှိရင်ဒီလိုနေရာတွေပေါ့နော်ဒီလို design မျိုးကိုပဲဒီဘက်မှာထည့်ပေးတယ်ပြောချင်တာကစောင်းနေရည်ပြုတ်နေရည်မရှိဘဲနဲ့ဒီဘက်ဆိုလို့ရှိရင်လည်းတဲ့ပဲသွားတာမျိုးများတယ်ပေါ့နော်ဒီမှာကသူ့ရဲ့ design ကိုဘာလုပ်ပေးထားလဲဆိုတော့သူကဒီနည်းနည်းလေး
လေးအဲကွန်လေးဘက်ကိုဒီလိုလေးစောင်းမိလိုက်တယ်စောင်းမိလိုက်တာဖြစ်တဲ့အတွက်ဒီမှာထိုင်တဲ့အခါမှာထိုင်ရတဲ့လူစီကိုလေဓာတ်ရိုက်ရောက်တဲ့ဆိုတဲ့ feeling မျိုးခံစားရအောင်ကိုသူကဒီ design မှာ cap line လေးထည့်ပြီးထားတာလေးကမိုက်တယ်ပြီးလို့ရှိရင် HUD display ပါလာတာကိုတွေ့ရတယ်ဒီကားရဲ့ sound system နဲ့ပတ်သက်ပြီးပြောရမှာဆိုလို့ရှိရင်လည်း premium sound system ဖြစ်တဲ့ Meridian ကိုအသုံးပြုထားတယ် speaker ဆိုလို့ရှိရင်လည်းစုစုပေါင်း14လုံးအသုံးပြုထားရပေါ့နော်ဒီကားမှာ speaker 14လုံးကို surround နဲ့ဖြစ်အောင်အသုံးပြုထားတာဖြစ်တဲ့အတွက် sound system နဲ့ပတ်သက်တယ်ဆိုလို့ရှိရင်လည်းအများကြီးထူထူပြောစရာမလိုဘူး sound system တော်တော်လေးမိုက်မယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ပြီးရင်သူက sunroof ဆိုလို့ရှိရင်လည်းနှစ်ပိုင်းခွဲထားတယ်ကျွန်တော်ဒီ driver အတွက်ဆိုလို့ရှိရင် sunroof ကတစ်ခုဒီအနောက်ဘက် passenger အတွက်ဆိုလို့ရှိရင်လည်း sunroof ကတစ်ခုထပ်ထပ်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်ဒီနားလေးမှာဆိုလို့ရှိရင်သူကဘာကြီးထပ်ထပ်ပေးလဲဆိုတော့ကျွန်တော် auto hold တို့ electronic parking brake တို့နောက်ကင်မရာကိုကြည့်တဲ့ခလုတ်တို့အဲ့ဒါတွေပါထပ်ထည့်ပေးထားတာကိုတွေ့ရတယ် CR တိုင်းကတော့ကျွန်တော် EV အရှိက EV3 တို့ EV5 တို့ရဲ့ CR တိုင်းမျိုးပဲ design concept တိုင်းကိုပဲသွားထားတာတွေ့ရတယ်ဒါပေမဲ့ဒီမှာထူးခြားတာကသူ့ရဲ့မူးတွေခွဲပလိုက်တာပဲသူက driving mood ကိုနှစ်ပိုင်းခွဲထားတယ်ရိုးရိုး driving mood က terrain mood ရယ်ဆိုပြီးနှစ်ပိုင်းခွဲထားရပေါ့နော် driving mood ကတော့ရှင်းတယ်သူပုံမှန် driving mood ဆိုလို့ရှိရင် eco ပါမယ် normal ပါမယ် sport ပါမယ်ပြီးရင် mind drive ပေါ့နော်ကျွန်တော်ပုံမှန်ဆိုတော့ custom ပေါ့နော်သူကတော့ mind drive ဆိုပြီးသတ်မှတ်ပေးထားတယ်ကိုသွားခြင်းတဲ့ setting ကို assign လုပ်ပေးလို့ရတယ်သူကလည်း full size SUV ဖြစ်တာဖြစ်တဲ့အတွက် off road ကားတွေမှာတွေ့ရတဲ့ driving mood ကိုထည့်ပေးထားတာတွေ့ရတယ်ဥပမာဆိုလို့ရှိရင် snow တို့ mud တို့ sand တို့ပေါ့နော်အဲ့လိုမျိုး driving mood ဆိုလို့ရှိရင်လည်းသူကနှစ်ပိုင်းခွဲထည့်ပေးထားတာကိုတွေ့ရတယ် CRI control မှာဆိုလို့ရှိရင်လည်းဒီဘက်မှာဆိုလို့ရှိရင် cruise control တွေပါမယ် media control တွေပါမယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်မူချိန်တာမျိုးတွေ voice command ပေးတာမျိုးတွေပါလာမယ်ပြီးရင်ဒီအောက်က pedal shift ပေါ့နော်ဒီ pedal shift ကကြတော့ကျွန်တော်တို့ဒီ EV ကားအများစုမှာတွေ့ရတယ်ကျွန်တော်တို့ဒီပေါ့နော် iPad ရဲ့ပြောင်းတဲ့ဟာမျိုးလေးတွေရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ regenerative braking system ကို level မြင့်တာပေါ့နော် regenerative braking system ကို plus or minus သွားလို့ရတဲ့အနေအထားမျိုးပေါ့နော်ကျွန်တော် regenerative braking system ကို1 time လား2 time လား3 time လားပေါ့အဲ့ဒါကို plus or minus ကဒီမှာ level လေးနဲ့ adjust လုပ်လို့ရတယ်သူကရောဒီ level 4ဖြစ်သွားပြီဆိုလို့ရှိရင် auto iPad နဲ့မှုကိုချိန်မိထားရဆိုတဲ့အနေအထားလေးမှာရှိတယ်ဒါလေးကတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ပြီးရင်သူ့မှာထူးခြားတာကသူ့ရဲ့ gear တန်းပဲဒီမှာကြည့် gear တန်းကြီးကထုံးစံအတိုင်းဒါကျွန်တော်အရှိက EV3 တို့ EV5 တို့မှာဆိုလို့ရှိရင်လည်းဒီ design ပဲပေါ့နော်ဒါပေမဲ့ဘယ်တော့ကြည့်မယိုးသွားဘူးတခြားကားတွေနဲ့လုံးဝကွဲထက်တယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ဒီမှာသူ့ရဲ့ဒါ gear တန်းပဲကျွန်တော်တို့ gear ထိုးရမယ်ဆိုလို့ရှိရင်လည်းအပေါ်တင်တာအောက်ချတာအပေါ်တင် drive အောက်ချ reverse အလဲမှာဆိုလို့ရှိရင် normalဒီလဲမှာဆိုလို့ရှိရင်ဒါ parking ပေါ့နော်ဒါကကျွန်တော်တို့ Kia ရဲ့ signature လို့ပြောလို့ရတယ်ဆိုရယ်သူ့ရဲ့ Kia ရဲ့ design ပေါ့နော်ပြီးရင်သူကတကားဒီဘက်မှာဆိုလို့ရှိရင်သူကဒီထိုင်ကုန်နဲ့ပတ်သက်တဲ့ setting တွေကိုဒီဘက်ထဲမှာတစ်ခါရဲထည့်ပေးထားတယ်ခါကျဖြစ်တတ်တယ်ဗျာကျွန်တော်တို့ကားမောင်းနေရင်းနဲ့ကျွန်တော်တို့ဒီထိုင်ကုန်ကိုအပူပေးချင်တာမျိုးအေးအေးပေးချင်တာမျိုးမာဆက်သွားချင်တာမျိုးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ infotainment ကြီးကိုဒီလိုနှိပ်ပြီးတော့လိုက်ရှာနေရတာကလည်းအလုပ်တစ်လုပ်ပဲကိုကကားမောင်းနေပါရဆိုမှဒါကြီးကို focus light ထည့်နေရဆိုလို့ရှိရင်ကျွန်တော်တို့ကား accident တွေတခုဖြစ်လာနိုင်တယ်ပေါ့နော်အဲ့ဒီရန်ကိုသူက short ချပေးချင်တာဖြစ်တဲ့အတွက်သူကဘာလို့ပေးထားလဲဆိုတော့ကျွန်တော်ထိုင်ကုန်တွေရဲ့ဒီပေါ့နော် setting တွေကိုဒီဘက်မှာထည့်ပေးထားတယ်လွယ်လွယ်လေးပဲကျွန်တော်ကားမောင်းနေနဲ့စီမာဆက်နှိပ်ချင်တယ်ဆိုလို့ရှိရင်ဒီမှာပတ်လေးပဲကျွန်တော် trade to လိုက်ပြီးတော့ screen ကိုလိုက်ပြီးနှိပ်နေကြမလို့ပြီးလို့ရှိရင်ကျွန်တော်အပူပေးချင်တာလားအေးပေးချင်တာလားအဲ့ဒါလည်းဒီထဲမှာအလွယ်တကူထည့်ပေးထားတယ်ဒါအပြင်ကမှ C memory ဆိုလို့ရှိရင်လည်းနှစ်ယောက်စာတစ်ခါတည်းထည့်လို့ရအောင် C memory ခလုတ်တွေပါဒီမှာနှစ်ခုထည့်ပေးထားတယ်နောက်ထပ်ထူးခြားတာကဒီမှာကသူက CRI heater ပါလာရဲပေါ့နော် CRI heater ကကျွန်တော်တို့မြန်မာနိုင်ငံအတွက်အရင်မသိတာပဲတကယ်အေးတဲ့နိုင်ငံတွေမှာဆိုလို့ရှိရင်ဒါကတော်တော်လေးအသုံးဝင်တဲ့ function ပေါ့နော်ကျွန်တော်တို့မြန်မာနိုင်ငံကတော့အပူပိုင်း data ဖြစ်တဲ့အတွက်ဒါကတော့အရင်ကြီးတော့ကျွန်တော်တို့ကအရင် use to တော့မဖြစ်ဘူးပေါ့နော်ပြီးရင်ကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်မှန်ချိန်နေပါမယ်မှန်ချိန်ဆိုတဲ့နေရာမှာကဒီကားရဲ့ထူးခြားချက်ကသူကကြတော့ကျွန်တော် side mirror မဟုတ်တော့ side camera ဖြစ်သွားပြီအဲ့တော့ side camera ကို adjustment လုပ်ရတယ်ခက်လို့ပေါ့နော်ဒီမှာခုနကကျွန်တော်အပြင်မှာပြတဲ့ camera ရဲ့ view ကိုပြတာဒီမှာကျွန်တော် adjustment လုပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒီမှာဒီထဲကနေကျွန်တော် left ဆိုလို့ရှိရင် left ကိုရွေးပြီးတော့ဒီမှာပြောင်းသွားဟို camera လေးကသူ့အတူ adjustment ကစားပေးတယ်ဒါလေးကဒါကဒီ side camera တွေရဲ့အားသာချက်ကဘာလဲဆိုတော့ကျွန်တော်မိုးရဒီမှာအရန်သိတာတယ်မိုးရဒီမှာဆိုလို့ရှိရင်ဗျာမှန်တွေကလည်းရင်ငွေးရိုက်တယ် side mirror တွေကလည်းရင်ငွေးရိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့နောက်ဘက်ကိုကြည့်ရတဲ့ view ကတော်တော်လေးအချိန်ကြီးစိုးတယ်ပေါ့နော်အဲ့လိုအချိန်ကြီးမျိုးမှာ side camera ဖြစ်သွားတာဖြစ်တဲ့အတွက်ဒါကလုံးဝအဲ့ဒီဟာကိစ္စတွေအားလုံးရှင်းပြီးသားဖြစ်သွားမယ်ဒါကတော်တော်လေးမိုက်တယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ဒီတကားကလည်းသူကတကားဖွဲ့စည်းတည်ဆောက်ပုံကအစ solid ဖြစ်တယ်ဗျာဒီမှာဆိုလို့ရှိရင်ကျွန်တော် leather တွေ hard plastic တွေသုံးထားတာက material ကိုတေချာလေးမျှအောင်သုံးပေးထားတယ် material နဲ့ပတ်သက်လာရင်လည်းကျွန်တော်အရှင်းမပြောသလိုပဲသူက sustainable ဖြစ်ကြမယ် eco friendly ဖြစ်တဲ့ material တွေကိုအသုံးပြုပေးထားတာဖြစ်တဲ့အတွက်သူ့ရဲ့ကြီးလိုက်တာနဲ့သူ့ရဲ့ material quality ကတမျိုးကွဲထွက်နေဆိုတဲ့အနေအထားလေးမှာရှိတယ်ထိုင်ကုန်တွေအကုန်လုံးကဒီမှာထိုင်ကုန် motor ဆိုလို့ရှိရင်ဒီဘက်မှာပါမယ်ပြီးရင်နောက်ထပ်သူ့ရဲ့ဒီ center console ပေါ့နော် center console ကတော့ကျွန်တော်ဒီမှာကျွန်တော်ကထိုင်ကိုနည်းနည်းလေးမြင့်ထားလို့ပေါ့နော်တကယ်တမ်းကပုံမှန်လေးထားမှဆိုလို့ရှိရင်စန်တာကွန်ဆိုအနေထားလေးကလည်းမိုက်တယ်ကပ်ခိုရာလေးကရုပ်တရက်ကြည့်လိုက်တယ်ဆိုလို့ရှိရင် speed ကျယ်လို့ထင်ရတယ်ပေါ့နော်ကျွန်တော်ခွက်တွေပါထည့်မှဆိုလို့ရှိရင် fit ဖြစ်ပါမလားဆိုတော့တွေးမိလိမ့်မယ်ဒါပေမဲ့မဟုတ်ဘူးသူကဒီမှာခလုတ်လေးနှိပ်လိုက်တော့မှခွက်ပုံစံလေးပေါ်လာပြီးတော့မှကျွန်တော်ခွက်လေးတွေကိုထိန်းထားမှဆိုလို့ရှိရင်အလွယ်တကူကျွန်တော်တို့ကားမောင်းတဲ့ခါမှာလည်းခွက်တွေလှုပ်တာပြူတာမရှိတော့ဘူးပေါ့နော်ပြီးရင်
မသုံးချင်ဘူးဆိုလို့ရှိရင်ဒါလေးပိတ်ထားလို့လည်းရတယ်ပြီးရင်ကျွန်တော်တို့ Kia ရဲ့ထုံးစံတိုင်းကျွန်တော် Euro Standard မှာသိတာအောင်အချက်နှစ်ချက်နဲ့သူကဖြည့်ဆည်းပေးထားတယ်ပထမတစ်ချက်က CCS2 ဖြစ်တာဒုတိယတစ်ချက်က USB port တွေအကုန်လုံးက Type C တွေဖြစ်အောင်လုပ်ပေးထားတယ်နောက်ပြီးလို့ရှိရင်သူက climate control ကိုဒီမှာဒီကနေ control မလုပ်ချင်ဘူးဆိုလို့ရှိရင်လည်းဒီမှာ button အနေနဲ့ထည့်လို့ရအောင်လည်းတစ်ခါလည်းထည့်ပေးထားတာကိုတွေ့ရတယ်နောက်ပြီးရင်ဒီမှာ glove box လေးလည်းရှိမယ်နောက်ပြီးရင်နောက်ထပ်ဒီကားမှာထူးခြားချက်ကဘာလဲဆိုတော့ထိုင်ကုန်နေပေါ့နော်ဒီအရှိ driver ကိုအရှိ passenger ကိုအနောက် passenger နှစ်ယောက်တော့ကိုကွင်းစီတွေဒီမှာအဲ့ကောင်တွေကကျွန်တော်တို့အတိုး short adjustment ထိအကုန်လုံးလို့ရတယ်ကျွန်တော်ဒီဘက်ကနေ driver ကနေလုံးပြရင်မမြင်ပါဆိုလို့ဒီမှာတစ်ခါလည်းပြတာဟိုဘက်မှာလည်းခလုတ်လေးပါတယ်အဲ့ motor ခလုတ်လေးနဲ့ဒီကောင်တွေကစလုံးဝ adjustment လုပ်လို့ရတယ်နောက်ပြီးရင်ကျွန်တော် driver နဲ့ passenger ရဲ့ headrest နဲ့အနောက်က passenger ရဲ့ headrest ကိုစခွဲပေးထားတယ်ဒီကောင်ရဲ့ headrest ကဒီမှာဒီကားလေဆိုလေဝင်လေထွက်ကောင်းတယ်ဆိုတဲ့ဟာမျိုးလေးကိုတခါရဲထည့်ပေးထားပြီးတော့မှအနောက်က Harris ကိုကြတော့ကျွန်တော်တို့ passenger တယောက်ကလုံးဝ luxury vibe ခံစားလို့ရအောင်စီးလို့ရမယ့်ခံမျိုးလေးကိုအနောက်ကထိုင်ကုန်ကဖန်တီးပေးထားတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်တို့အနောက်ဘက်သွားကြည့်မယ်အနောက်ဘက်မကြည့်ခင်မှာဒီမှာကျွန်တော်တို့ဒီမှာဒါလေးကတော့ရိုးရိုးstory box အနေနဲ့ပဲရှိမယ်ကူး box တွေပါပြီးတော့မဖြစ်သေးဘူးပေါ့နော်အနောက်မှာဆိုလို့ရှိရင်လည်း cap holder ပါမယ်ဒီ cap holder ကတော့အနောက်က2ယောက်တော့ကိုရည်ရွယ်ထားတဲ့ပုံစံလေးမှာရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်နောက်ဘက်ဆက်သွားကြည့်မယ်ကဲကျွန်တော်တို့အတွင်းထဲရောက်ပြီပေါ့နော်ဒီအတွင်းထဲရောက်တဲ့အခါမှာဆိုလို့ရှိရင်လည်းဒီအနောက်ဘက်မှာကပြောစရာနည်းနည်းလေးတော့များတယ်ပထမအဆုံးပြောချင်တာကဘာလဲဆိုတော့သူ့ရဲ့ဒီအနောက်ဘက်မှန်ပေါ့နော်အစကကျွန်တော်ဒီကောင်လေးကို window film ကတ်ထားရထင်တာ window film ကတ်ထားရထင်လို့ကိုကျွန်တော်မေးတော့မေးလိုက်သေးတယ်အမဒါ window film ကတ်ထားရလားပေါ့နော်မဟုတ် तू ကတော်တော်လေးဟို privacy မှာဆိုလို့ရှိရင်လည်းနည်းနည်းလေး dark ဖြစ်တယ်ဆိုတဲ့ဘက်ကိုသွားထားတယ်ဒါဟို window film မကတ်ရသေးဘူးနောက်ပြီးလို့ရှိရင် तू ကဘာလုပ်လို့ရသေးလဲဆိုတော့ဒီမှာဒီကောင်က window film မကတ်ဖဲနဲ့တောင်မှပဲအသုံးပြုလို့ရရဆိုတဲ့အနေအထားလေးမှာရှိတယ်ပေါ့နော်ဒါပေမဲ့ကတ်ရင်တော့ပိုကောင်းတာပေါ့ဗျာဒါလေးရှိတယ်နောက်ပြီးလို့ရှိရင်ဒီထိုင်ကုန်ရဲ့ဒီ heater တွေ cooler တွေအကုန်လုံးကိုလည်းဒီမှာသူ့ရဲ့ဒီတကားမှာပါတဲ့ခလုတ်လေးမှာပဲတစ်ခါလဲထည့်ပေးထားတယ်ဒါအပြင်ကိုဒီထိုင်ကုန်တွေအကုန်လုံးကကွင်းစီးဖြစ်တယ်ကျွန်တော်အရှိမပြောသလိုဒီ driver ရောဒီ passenger ရောမကောက်ဘူးပေါ့ဒီ passenger အနောက်ဘက် passenger နှစ်ယောက်လုံးတဲ့ထိုင်ကုန်တွေအကုန်လုံးကကွင်းစီးဖြစ်တယ်ဒီမှာခြေတင်တွေကအစဒီမှာထွက်လာပြီအဲ့ဒါတွေကမိုက်တယ်နောက်ပြီးဒီမှာမိုက်တယ်နောက်တစ်ချက်ကဘာလဲဆိုတော့ဒီကောင်တွေအကုန်လုံးကမာဆက်ထိုင်ကုန်တွေဖြစ်တယ်မာဆက်ချဲကြီးဖြစ်တယ်ပေါ့နော်မာဆက်ချဲကသူကမတူဘူးဗျာသူကမာဆက်ချဲကိုမှသူကမှုခွဲထားတယ်အဲ့ဒါဟာတွေအကုန်လုံး control ကဒီမှာကျွန်တော်တို့ Emirates ကအတွင်းထဲမှာထည့်ထားတယ်ဒီမှာသူကခလုတ်လေးပါတယ်ဒီ power ခလုတ်လေးကိုကျွန်တော်1 second လောက်ဖိနှိပ်လိုက်တယ်ဆိုလို့ရှိရင်ပွင့်လာပြီအဲ့ကြတော့မှသူကဒီမှာ2မျိုးပထမတစ်မျိုးကသူ့ရဲ့မာဆက်က vibrate နဲ့လုပ်တဲ့မာဆက်ဒါကသူကအဲ့ဒီဟာခလုတ်တစ်ခုအဲ့ကောင်လေးရွေးလိုက်မှဆိုလို့ရှိရင် तू က speed လည်းရွေးလို့ရတယ်အဲ့ဟာရွေးလိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မာဆက်ကကျွန်တော်တို့ဒီလိုမျိုးဒီပုံမှန်မာဆက်ချဲရဆိုလို့ရှိရင်ကျွန်တော်အလုံးလေးတွေကသွားနေရမျိုးပေါ့နော် तू အဲ့လိုမျိုးမဟုတ်ဘဲနဲ့ vibrate လုပ်နေတာဒီကြောရောဒီအောက်ကဒီဖင်ထိုင်ကောင်ကအကုန်လုံးက vibrate လေးလုပ်နေနဲ့အဲ့ဒါလေးတော်တော်မိုက်တယ်နောက်ပြီးတော့မှ तू ရဲ့အောက်မှာ तू နောက်ထပ်ခလုတ်တစ်ခုပါတယ်အဲ့ကောင်လေးကိုနှိပ်လိုက်တဲ့ခါကျတော့မှပုံမှန်မာဆက်အလုံးကအလုံးလုံးလာပြီးတော့ဒီမှာကျွန်တော်တို့မာဆက်လုပ်ပေးတာပေါ့နော်အဲ့ဒါကိုမှကျွန်တော်တို့ကဒီ power ရွေးလို့ရတယ် level 1ထားမှလား level 2ထားမှလား level 3ထားမှလားအဲ့ဒါအစရွေးလို့ရတယ်ဒါကြီးကတော်တော်လေးမိုက်တယ်လို့ပြောလို့ရတယ်ကျွန်တော်ထိုင်နေတဲ့တော့ကျွန်တော်မာဆက်လေးဖွင့်လိုက်တာတော်လေးထိုင်ရတာပုံမိုက်လာပြီဒါတွေကဒီနှစ်ခုလုံးမှာပေါ့နော်ဒီဘက်ထိုင်ကုန်မှာရောဒီဘက်ထိုင်ကုန်မှာရောပါတာနောက်ပြီးရင်ကျွန်တော်ဒီအနောက်ဘက်ကနေအရှိထိုင်ကုန်ကိုလည်း adjustment လုပ်လို့ရတယ်ဒါပေမဲ့ဒီ driver အတွက်တော့မဟုတ်ဘူးနော် driver အတွက်ဆိုလို့ရှိရင်တော့အန်ရနည်းနည်းလေးများတယ်ဒီဘက် passenger အတွက်ကိုဆိုလို့ရှိရင်ကျွန်တော်ဒီထိုင်ကုန်တွေကိုဒီလိုလေးဒီမှာသူခလုတ်ပါတယ်ဟောမှာကင်မရာပါရွေ့သွားပြီဆိုတော့ तू ကဒီအနောက်လှန်တာမျိုးဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ကလုံးဝ relax ပုံစံမျိုးအထီကိုဖြစ်အောင်လုပ်တော့ seat position ကိုရွှေ့လိုက်တာပေါ့နော်အဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ပုံမှန်အရှိတို့နောက်ဆုတ်လေဒီကောင်လေးနည်းနည်းလေးလှန်နေတာမျိုးအထီကိုလေဒီမှာ तू ကဒီနောက်ကနေ control လုပ်လို့ရတဲ့အနေအထားမျိုးလေးမှာရှိတယ်ဒီ passenger အတွက်ကိုဖုန်းအားသွင်းဖို့အတွက်ဘာညာဆိုလို့ရှိရင်လည်းဒီမှာ USB Type C port လေးတစ်ပေါ်ထုတ်ပေးထားတာကိုတွေ့ရတယ်နောက်ပြီး तू ကဒီနေရာလေးမှာကျွန်တော်ကဒီကောင်လေးကိုအစကူးပေါက်ထင်တာဗျာကူးပေါက်တော့မဟုတ်ဘူးရိုးရိုး story box အနေနဲ့ပဲရှိမယ်ကူးပေါက်လေးဆိုတော့ပိုကောင်းတာပေါ့နော်ဒါပေမဲ့ဒါလည်းအဆင်ပြေပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပေါ့နော်ဒီအနောက်ဘက်ကလူတွေအတွက်ကိုကပ်ဖိုရာအတွက်ကိုလည်းဒီမှာကပ်ဖိုရာအတွက်ကိုနှစ်ခုထည့်ပေးထားတာကိုတွေ့ရတယ်နောက်ထပ်ဒီမှာကဒီကားကဒီ3 row ဖြစ်တာဖြစ်တဲ့အတွက်တေချာပေါက် round aircon ဖြစ်မှာ round aircon ဖြစ်တာဖြစ်တဲ့အတွက်အနောက်ဘက် aircon control တွေအကုန်လုံးကိုဘယ်မှာထည့်ပေးထားလဲဆိုတော့ထူးထူးခြားခြားပဲဒီနေရာလေးမှာထည့်ပေးထားတယ်ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်တို့အများဆုံးအဖြစ်ထည့်တာတွေကဒီနားလေးမှာထည့်တာများတယ်ခါကြလို့ရှိရင်ဒီနားလေးမှာဒီ center console တွေထားပြီးထည့်တာများတယ်ပေါ့နော်ဒါကတော့ကျွန်တော်အနေနဲ့ပထမဆုံးတွေ့ဘူးလားနောက်ပြီး aircon လေပေါက်လုပ်ပေးထားတဲ့ style တွေကလည်းမိုက်တယ်ဒီမှာ aircon လေပေါက်တွေကတော့ဒီလိုလေးတွေအပေါ်ရဲ့ဒီပေါ့နော်ညနေချက်မှာထည့်ပေးထားရဲ့မြုပ်ပြီးထည့်ပေးထားရဲ့အနေထားလေးမှာရှိတယ်ပေါ့နော်ဒါလေးကလည်းနည်းနည်းလေးထူးခြားရလို့ပြောလို့ရတယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အနောက်ဘက် sunroof လည်းတက်ပါလာမယ်ကျွန်တော်တို့အဖွင့်အပိတ်ကိုကျွန်တော်တို့အရှိကနေလုံးလို့ရမယ်ပေါ့နော်ဒါလေးကတော့ဒီအနောက်ခန်းပေါ့နော်နောက်ပြီးရင်သူက2
စီတာဖြစ်တဲ့အတွက်ကျွန်တော်တို့အလဲလျှောက်လန်းလဲပါမယ်အလဲလျှောက်လန်းကနေမှကျွန်တော်တို့ဒီအနောက်ဘက်ကိုသွားလို့ရတယ်ပေါ့နော်အနောက်ဘက်ဆိုလို့ရှိရင်လဲ2စီတာပဲပေါ့နော်ကျွန်တော်အရှင်းမှာပြောခဲ့သလိုပဲဒီကားကခုံ3တန်းကားဖြစ်တယ်ဆိုပေမဲ့ထိုင်ကုန်တစ်ခုကိုနော် row တစ်ခုကို2ယောက်အနေနဲ့ပဲ2စီတာနဲ့ခရီးသွားတဲ့ခါမှာပဲဖြစ်ဖြစ်တစ်ခုခုပေါ့နော်ကျွန်တော်အသုံးပြုတဲ့ခါမှာတက်တာနဲ့အေးစစ်စစ်စီးလို့ရအောင်အကုန်လုံးကို2စီတာကိုထိုင်ကုန်တွေကအစတေချာလေးလှုပ်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်ဒီကားမှာဆိုလို့ရှိရင် safety အနေနဲ့ဆိုလို့ရှိရင် airbag က10လုံးထိပါတယ်ဒါလေးကတော့ဒီ Kia EV9 ရဲ့အတွင်းခံလေးပဲဖြစ်ပါတယ်ကဲဒါကတော့3 row ရဲ့နောက်ဆုံး row ပေါ့နော်နောက်ဆုံး row ကတော့မကျင်းမကျဲလို့ပြောရမှာပေါ့နော်မကျင်းမကျဲလို့ပြောရတဲ့အကြောင်းရင်းကကျွန်တော်တို့လူကောင်သေးတဲ့လူဆိုတော့ကိစ္စမရှိဘူးပေါ့နော်လူကောင်နည်းနည်းလေးကြီးတဲ့လူဆိုလို့ရှိရင်တော့နည်းနည်းလေးကြက်မယ်ဆိုတဲ့အနေအထားလေးမှာရှိတယ်ကျွန်တော်လူကောင်လောက်ဆိုလို့ရှိရင်တော့အဆင်ပြေတယ်နောက်ပြီးလို့ရှိရင်ဒီကောင်ကအစမော်တာပါတယ်ကျွန်တော်အနောက်မှာတကားဖွင့်ပြတော့ကလည်းအခောက်ပြူတွေကိုမော်တာနဲ့လှုပ်လို့ရတယ်လို့ဒီဘက်မှာလည်းသူကနောက်ထပ်မော်တာတစ်ခုထည့်ပေးထားတယ်အဲ့ဒါဘာလဲဆိုတော့ဒီမှာကျွန်တော်တို့နောက်ဖက်တတာနေခြင်းနဲ့နောက်ဖက်လူတော့ကိုလည်း AC စီးခြင်းနဲ့ဆိုလို့ရှိရင်ဒီကားနေလဲကျွန်တော်တို့ထိုင်ကုန်အခောက်ပြုတ်ကိုလည်းလုံးလို့ရတယ်ပြီးလို့ရှိရင်ဒီမှာ USB Type C အပေါ့လေးတစ်ခုလည်းထည့်ပေးထားတယ်ဒီဘက်မှာလည်း Cap Holder တွေကအစအကုန်ထည့်ပေးထားတာဘာမှ trade review ပြောစရာမလို3 row လုံးအတွက်ကိုသူ့ဟာနဲ့သူအကုန်လုံးအဆင်ပြေအောင်လုပ်ပေးထားတယ်တခုပဲ3 row ရဲ့ထုံးစံအတိုင်းအနောက်ဘက်ကတော့မစိုးစလောက်လေးတော့ကျင်းမယ်ဒါကတော့ထုံးစံလို့ပြောလို့ရတယ်နောက်ပြီးလို့ရှိရင်ဒီနောက်မှာခလေးတွေအတွက်ဆိုလို့ရှိရင်လည်းခလေးတွေထိုင်ဖို့အတွက်ကို ISOFIT လေးတစ်ခုထည့်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်ဒီမှာလည်းပါမယ်ပေါ့နော်နောက်ထပ်ဒီမှာသဘောကျစရာကောင်းတဲ့အချက်တစ်ခုပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီထိုင်ကုန်တွေအကုန်လုံးကမော်တာဖြစ်တယ်တခါလေကြာလို့ရှိရင်အရေးအကြောင်းတစ်ခုကြောင့်ဒီကနေအရှင်းကိုထွက်ချင်တယ်ဆိုလို့ရှိရင်ဒီကောင်တွေကမော်တာဖြစ်တဲ့သူရဲ့မော်တာပုံစံလေးတိုင်းပဲသူကလူဖြည်းဖြည်းလေးသွားနေမှာဆိုတော့စိတ်မရှိဘူးဆိုလို့ရှိရင်ဒီမှာဒီကောင်လေးကိုကျွန်တော်ကောက်ဆွဲလိုက်တယ်ဆိုလို့ရှိရင်ဒီခုံကအော်တိုခောက်သွားမယ်ဆိုတဲ့အနေထားလေးမှာရှိတယ်ပေါ့နော်ဒါကတော့ emergency အခြေအနေမျိုးမှာသုံးမှသင့်တော်မယ်ဘာဖြစ်လို့ဆိုတော့ဒီကောင်လေးမော်တာပါတာဖြစ်တဲ့အတွက်မလိုအပ်ဖ ೇನೆ တော့မသုံးတာတော့ပိုကောင်းတယ်အဲ့ဒါကြောင့်လည်းဒီမှာကြိုးကအစားသူအနီရောင်လေးနဲ့လုပ်ပေးထားတာကိုတွေ့ရတယ်ပေါ့နော်ဒါလေးကတော့ Kia EV9 ရဲ့နောက်ဆုံးအတန်းလေးပဲဖြစ်ပါတယ် Kia ရဲ့ EV9 GT line อ่ะဆိုလို့ရှိရင် luxury SUV ဖြစ်တယ်ပြီးလို့ရှိရင် comfort ဖြစ်ပြီးတော့ EV ဒီစီရဲ့ efficiency နဲ့ premium ဖြစ်တဲ့ technology ကိုပေါင်းစပ်ထားတာဖြစ်တဲ့အတွက်တကယ်ကို flagship ဖြစ်တဲ့ SUV ကားစီလို့ပြောလို့ရတယ်ဒီကားကကျွန်တော်ကဘာမှာဆိုလို့ရှိရင်လည်း award တွေရရှိထားတဲ့ကားစီဖြစ်တယ်ပေါ့နော်ဘာ award တွေလဲဆိုတော့2024ခုနှစ်မှာဆိုလို့ရှိရင် World Car of the Year Award တို့နောက်ပြီးလို့ရှိရင် World Electric Vehicle တို့ကိုရရှိထားတဲ့ကားလေးတစ်စီးဖြစ်တယ်ပေါ့နော်ဒီကားကို Kia မြန်မာကကျွန်တော်မြန်မာနိုင်ငံမှာပထမဦးဆုံး SKD အနေနဲ့တက်ဆင်ထုတ်လုပ်တဲ့ flagship SUV ဖြစ်တယ်ပေါ့နော်ဒီကားကိုစိတ်ဝင်စားရဆိုလို့ရှိရင်ရန်ကုန်မန္တလေးနေပြည်တော်တို့မှာရှိတဲ့ Kia မြန်မာ showroom တွေမှာတွားရောက်ပြီးတော့အသေးစိတ်မေးမြန်းစုံစမ်းပြီးတော့ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်ဝယ်ယူလို့ရတဲ့ကာလာတွေနဲ့ဆိုလို့ရှိရင်ကာလာက၄ခုရှိမယ်အခုကျွန်တော်ဘေးမှာမြင်နေရတာကကြတော့ကျွန်တော် Aurora ပေါ့နော် Aurora Black Flare ကာလာလေးရှိမယ်ပြီးလို့ရှိရင်အဖြူပေါ့နော်အဖြူကြိုက်တယ်ဆိုလို့ရှိရင် Snow White Flare လေးတွေရှိမယ်နောက်ပြီးလို့ရှိရင် matte ဖြစ်တဲ့ကာလာကိုကြိုက်တယ်ဆိုလို့ရှိရင် Ivory Silver Matte လေးတွေရှိမယ်နောက်ပြီးလို့ရှိရင်ယောက်ျားဆန်ဆန်ကြိုက်တယ်ဆိုလို့ရှိရင် Pantra Matte ဆိုတဲ့ကာလာလေးတစ်ခုလည်းရှိသေးရပေါ့နော်အဲ့လိုမျိုးကာလာ၄မျိုးအနေနဲ့လည်းရရှိနိုင်မှာပဲဖြစ်ပါတယ်ဗျာပြီးတော့ SKD ဖြစ်တာကြောင့်ရန်ကုန် license နဲ့ရရှိမဲ့ကားလေးတစ်စီးလည်းဖြစ်ပါတယ်ဗျာကဲဒါလေးကတော့ Kia EV9 ကားလေးကြောင်းတက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေးကြရပါပေါ့ကျွန်တော် Just Strike ကတစ်ချုံ Ready? Okay, ဒီကျွန်တော်တို့အပြင်ထားမယ် ကဲဒီတော့ကျွန်တော် Just drive that right ဒီကောင်ကလည်းနားနေတယ် Just drive that right Let's go Ready? Just drive that right Okay Kia, movement that inspires.